အခုပဲဖတ်လိုက်ရတဲ့သတင်းအရာပေါ့နော်ကျွန်တော်တို့မျိုးဆက်ကလူသမိုင်းတစ်လျှောက်အိတ်ချိန်နောက်အကျဆုံးမျိုးဆက်ဖြစ်သတ်မှတ်ခံလိုက်ရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ထုတ်ပြန်ချက်အရလည်းဒီမျိုးဆက်က sleep loss epidemic လို့ခေါ်တဲ့အိတ်ချိန်တွေဆုံးရှုံးတဲ့ကပ်ရောဂါတင့်နေတဲ့မျိုးဆက်ဆိုပြီးတော့သတ်မှတ်ခံရပြန်ပါတယ်။ mobile phone တွေနဲ့ social media တွေအကောင်းဆုံးအချိန်မှာအချိန်ကကြီးမွေးဖွားလာကြတဲ့အစမ်းသက်ခံလူသားတွေဆိုလဲမမှားပါဘူး။ဒါပေမဲ့ကျွန်တော်တို့အတွက်အိတ်ဖို့ကတကယ်ရောလိုအပ်လို့လား New York Times ကမဖြစ်မနေဖတ်သင့်နေဆိုပြီးတော့အညွှန်းခံရတဲ့လက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာတွေအများကြီးကိုသိလိုက်ရတဲ့ Why We Sleep ကြောင်းပြောပါမယ်လူတစ်ယောက်ကသူ့ဘဝရဲ့အချိန်3ပုံတစ်ပုံအိတ်ဆက်ရင်းနဲ့ကုံဆုံးနေရှိပါတယ်အခုကြည့်နေတဲ့သူကအသက်20ဆိုလို့ရှိရင်အဲ့ထက်က9နှစ်ကအိတ်နေခဲ့တာပါအသက်30ဆိုရင်တော့10နှစ်တိအိတ်ရပုံမှာကုံဆုံးခဲ့တယ်လို့ပြောမှာပါ10နှစ်တောင်ဗျာအိတ်နေတဲ့အချိန်10နှစ်မှာကျွန်တော်တို့လှုပ်တယ်လှုပ်မယ်ပတ်စံတွေရှာမယ်အဲ့ဒါပိုမကောင်းဘူးလားပြည့်မနေအိတ်ရမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့2နာရီ3နာရီလောက်ပဲအိတ်ရောမရဘူးလားတဝါတိုင်းအိတ်ကြပါတယ်ပြန်တန်းနေတဲ့ငှက်တွေရေတွေကငါးတွေမွေးထားတဲ့ခွေးတွေကြောင်နေရအစားအင်းဆက်တွေဆုံးအိတ်ကြပါတယ်အိတ်တဲ့ပုံစံချင်းတော့မတူကြဘူးဒါပေမဲ့စဉ်းစားကြည့်ပါအိတ်နေတဲ့အချိန်မှာအစာချထွက်လို့မရဘူးပြေးလို့မရဘူးအိတ်နေတဲ့အချိန်ကလူတစ်ယောက်အတွက်အကာအကွယ်မဲ့ဆုံးအချိန်လို့တောင်ပြောလို့ရတယ်ဒါပေမဲ့ဘာဖြစ်လို့ဒီနေ့ထိတဘာဝတရားကြီးကအိတ်ဆက်ခြင်းကိုလူတွေစီမှာရှိနေစေတာလဲနှစ်ပေါင်းထောင်နဲ့ချီသိပ္ပံပညာရက်တွေတိုးတက်လာတာတောင်ဘာဖြစ်လို့လူတွေကဒီလိုမျိုးအချိန်တစ်ခုမှာတတိလက်လွတ်ကြီးမျောသွားရတာလဲအဲ့လိုမျိုးမျောသွားတဲ့အချိန်မှာအုံတော်ထင်မှာဘာတွေဖြစ်ခဲ့တာလဲဆိုတော့အတိအကျမရှင်းပြနိုင်ခဲ့ကြဘူးသိမကြခင်ကတော့အကုန်လုံးကြီးမဟုတ်ပေမဲ့သိပ္ပံနိကျတွေ့ရှိချက်တွေရှိခဲ့ပါတယ်အိတ်ဆက်ခြင်းရဲ့ပထမဆုံးအဆင့် stage 1မှာလူတွေကနိုးတဝက်အိတ်တဝက်ပဲရှိသေးတယ်အတန်တစ်ခုခုကြားရင်လွယ်လွယ်ကူကူပြန်နိုးတယ် stage 1ကပြန်ပြန်အဖြစ်10မိနစ်လောက်ပဲကြာတယ်အဲ့ကတစ်ဆင့် stage 2ကိုရောက်သွားပြီဆိုရင်ခန္ဓာကိုယ်အပူချိန်တွေကျဆင်းလာတယ်ပြတ်သားတွေပျော့ပြောင်းသွားတယ်နှလုံးခုန်တော့အသက်ရှူနှုန်းတွေလည်းနှေးသွားတယ်မျက်လုံးတွေရဲ့လှုပ်ရှားမှုရပ်တန့်သွားတယ်အဲ့အချိန်မှာအုံနောက်ကထွက်နေတဲ့လှိုင်းတွေရဲ့ပုံစံပြောင်းသွားပါတယ် sleep spindles နဲ့ K complex လို့ခေါ်တဲ့ရက်စစ်လှိုင်းအချုံတွေထွက်လာတယ်ဒီလှိုင်းတွေကကျွန်တော်တို့တနေ့တာကြုံခဲ့ရတဲ့အတွေးတွေမှတ်ဉာဏ်တွေကိုပို့ပြီးတော့စနစ်တကျနဲ့ရေရှည်မှတ်မိစေတဲ့အဆင့်ကိုပို့ပြီးတော့တူလောင်သွားတယ်ဒီလျှက်စစ်တန်လိုက်လိုင်းနေရပဲအုံနောက်ကိုပြင်ပအတန်တွေကြောင့်လှုပ်ရှားမှုတွေကြောင့်ရိုးသွားတိုင်းမျိုးမဖြစ်ရမကာဝယ်ပေးတယ်အဲ့ဒါကြောင့်ပဲနောက်ထပ်အနက်ရှိုင်းဆုံးအိပ်ပျော်တဲ့ deep sleep အဆင့်ကိုရောက်သွားပါတယ်အဲ့အဆင့်မှာတော့အုံနောက်ရဲ့လှိုင်းနေရပို့ပြီးတော့နေသွားတယ်ခန္ဓာကိုယ်တစ်ရှူးတွေအသစ်ဖြစ်တယ်ကိုယ်ခံအားစနစ်တွေကိုပြန်ပြင်ဆင်တယ်အရေးကြီးဆုံးကတော့တစ်နေ့တာမှာကုန်သွားတဲ့ energy တွေကိုပြန်ပြီးတော့ဖြည့်တင်းပေးတယ်ခန္ဓာကိုယ်ကြီးထွားစေတဲ့ဟော်မုန်းတွေကလည်းဒီအဆင့်မှာထွက်ပါတယ်ဒီ process ကြီးတစ်ခုလုံး NREM လို့ကျွန်တော်တို့10တန်းတုန်းကသင်ခဲ့ရဘူးတဲ့ non rapid eye movement လို့ခေါ်ပါတယ်အဲ့ကနေတစ်ဆင့် state 1 မှာရှိနေတဲ့အိမ်မက်ကဘာလို့သတ်မှတ်ထားတဲ့ rapid eye movement REM စီရောက်သွားတယ်ဒီအဆင့်ကတော့ကျွန်တော်တို့အိမ်မက်တွေအရင်မှတ်ကြတဲ့အဆင့်ပါဒီအဆင့်မှာရှိနေတဲ့အုံနောက် line တွေကကျွန်တော်တို့နိုးနေတဲ့အချိန်မှာရှိနေတဲ့ line တွေနဲ့ဆင်တူတယ်ဒါကြောင့်ပဲတချို့အိမ်မက်တွေကတကယ်အပြင်မှာဖြစ်နေတယ်လို့ခံစားရစေတယ်ဒါပေမဲ့အဲ့အဆင့်မှာလူခန္ဓာကိုယ်ကထူးဆန်းစွာပဲကြွက်သားတွေကိုမလှုပ်ရှားသွားအောင်ထိန်းချုပ်ထားတယ်အိမ်မက်ထဲမှာဖြစ်နေတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုအပြင်ကလူကလိုက်မလှုပ်ရှားအောင်ထိန်းထားပါတယ် RAM အဆင့်ကလူတစ်ယောက်ရဲ့ဖန်တီးနိုင်စွမ်းတွေသင်ယူနိုင်စွမ်းတွေအတွက်အရန်အရေးကြီးတဲ့အဆင့်လို့သတ်မှတ်ကြတယ်အဲ့ဒီ NREM နဲ့ REM နှစ်ခုပြီးသွားတော့ sleep cycle တစ်ပတ်ပြည့်တယ်လို့သတ်မှတ်တယ်တညအောင်အဲ့လို sleep cycle ပေါင်း8ချိန်ပုံမူတည်ပြီး4ချိန်ကနေ6ချိန်အထိဖြစ်ပါတယ်သိတ်ကိုထူးဆန်းတာတကူကတော့ဒီနှစ်ချက်ချက်အိပ်ပျော်နေတဲ့ deep sleep လို့အဆင့်မှာကျွန်တော်တို့ရဲ့အုံနောက်က physically ပါတန်ရှင်းရေးလုပ်တယ်ကျွန်တော်တို့အုံနောက်ထဲကဆဲတွေက60ရာခိုင်နှုန်းလောက်အထိကျုံပြီးတော့အထဲမှာရှိနေတဲ့ဒီ Alzheimer လိုမျိုးမှတ်ဉာဏ်ပျောက်ဆုံးတဲ့ပြဿနာဖြစ်စေနိုင်တဲ့ protein တွေကိုညှစ်ထုတ်ပြီးတော့တန်ရှင်းရေးလုပ်တယ်ဘလောက်ထိထူးဆန်းတဲ့လူတွေရဲ့ခန္ဓာကိုယ်လဲပေါ့နော်ကျွန်တော်တို့မျိုးဆက်ရဲ့ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတဲ့ဒီ sleep debt culture ပေါ့နော်အိပ်ဖို့ကြံနေတဲ့အကျွေးတွေနောက်မှပဲပေါင်ဆက်တော့မယ်ဆိုတဲ့ယဉ်ကျေးမှုကလည်းတိုင်းတာတစ်ခုထိပဲတင့်တော်တယ်အေးဝဝမအိပ်တဲ့ရက်တွေများလာပြီဆိုရင်ကိုယ်တိုင်လည်းသတိထားမိတာနောက်ရက်တွေမှာခန္ဓာကိုယ်က energy တွေကုန်နေတယ်လို့အားမရှိသလိုလို့အာယုံစူးစိုက်ဖို့ခက်တာစိတ်လကားနေနဲ့တိုးချင်နေတာမျိုးတွေ creativity ကိုအသုံးချပြီးလုပ်ရတဲ့သူတွေ idea အသစ်တွေမစင်းသားနိုင်တာမျိုးတွေစိတ်ကူးအသစ်တွေမထွက်တာမျိုး block ဖြစ်နေတာမျိုးတွေခဏခဏကြုံရလေရှိတယ်အားကစားတွေပါသွားလို့ရင်ပို့ဆိုးတယ်အေးဝဝမိတ်ထားပဲနဲ့နောက်ရက်သွားရင်ကျွန်တော်အထိုးခံရတာများတယ်အဲ့ဒါတွေထက်အရေးကြီးတာကတော့ခုနကလိုအုံနောက်ကနေပုံမှန်ဖယ်ထုတ်နေရမယ့်စိတ်ကြောက်တွေကိုဖယ်ထုတ်တဲ့အတွက်ရေရှည်မှာမေ့တက်လာတာတွေအဲ့ကနေတစ်ဆင့် Alzheimer လို့ပြဿနာတွေဖြစ်ဖို့
များတယ်တကယ်ပြဿနာအစ်စ်တစ်ခုကရှိနေပါတယ်အဲ့ဒါအရန်ကိုအရေးကြီးတဲ့အတွက်လူတစ်ယောက်ရဲ့ဘဝအချိန်3ပုံတပုံလောက်ပေးပြီးတော့အိပ်ရမယ်ဆိုပြီးတော့ဘဝတရားကြီးကသတ်မှတ်ထားတယ်ကျွန်တော်မျိုးဆက်ကအိတ်ချိန်ဆုံးရှုံးမှုလူသမိုင်းတစ်လျှောက်အများဆုံးမျိုးဆက်သူတစ်ပြည့်ဖုန်းအားထွက်တဲ့အပြောင်အလင်းတန်းအနေနဲ့ရင်ပါနေတဲ့မျိုးဆက်နောက်မျိုးဆက်တွေတောင်ကျွန်တော်တို့မျိုးဆက်လောက်ဖုန်းသုံးချင်မှသုံးမယ်ကျွန်တော်တို့မျိုးဆက်အတွက်ဒီဖုန်းတွေကဒါပထမဆုံးသုံးဆွဲရတဲ့ first time user တွေအရန်ကို into ဖြစ်တယ်အရန်ကိုဖုန်းဆွဲလဲမှုပြဿနာကတခြားမျိုးဆက်တွေထက်ကြီးမားတယ်အဲ့တော့အိတ်ချိန်နေတဲ့ကျွန်တော်တို့မျိုးဆက်ကအသက်အရွယ်တစ်ခုရောက်လာရင်ဘယ်လိုမျိုးကျန်းမာရေးပြဿနာတွေရောကြုံလာနိုင်လဲကျွန်တော်တို့မသိဘူးသိလည်းမသိချင်တော့ဘူးအခုလည်းပြောရင်းဆိုရင်ည12နာရီလား1နာရီလားမသိဘူးရှိသွားပြန်ပြီကလပ်ပါ